အာဆင်နယ်ကအထုတ်ခံရနိုင်တယ်လို့လက်ခံထားတဲ့အာတေတာအာဆင်နယ်နီးပြအာတေတာဟာယာဒုကထုတ်ပယ်ခံရနိုင်တာကိုကြိုတင်သိရှိလက်ခံထားတယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ကြပါတယ်ခန္ဓာကိုယ်ပုံစံနဲ့အမှုရာတွေကိုကျွမ်းကျင်တဲ့ပညာရှင်တွေကအာဆင်နယ်ကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်၃ပွဲမှာမြင်ခဲ့ရတဲ့အမှုအရာတွေရအာတေတာကယာဒုကထုတ်ပယ်ခံရနိုင်တာကိုကြိုတင်သိရှိလက်ခံထားတဲ့သဘောမျိုးဖြစ်နေတယ်လို့ပြောခဲ့ပါတယ်အာတေတာရဲ့အမှုရာတွေရစိတ်ဖိစီးမှုတွေရှိနေတယ်လို့လောက်တိုင်းပဲဖြစ်လို့ခံစားရတဲ့ကြေကွဲမှုတွေပါရှိနေတာဖြစ်တယ်လို့လည်းသုံးသပ်ခဲ့ကြပါတယ်အာဆင်နယ်ဟာပရီးမီးယားလိဂ်မှာမန်စီးတီးနဲ့အကျိတ်နဲ့ပြိုင်ဆိုင်ရတော့မှာဖြစ်တယ်လို့လက်ကျန်ပွဲစဉ်တိုင်းကိုအနိုင်ကစားဖို့လိုအပ်သွားပါပြီ။ချန်ပီယံလိမှာအကြိုဘိုးလူပွဲရောက်နေတာကြောင့်ပရီးမီးယားလိနဲ့ချန်ပီယံလိနှစ်ရက်လုံးမှာအားစိုက်ဖို့လိုနေတာတွေကလည်းအာတေတာကိုဖိစီးမှုများစေတာဖြစ်ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။